အားလုံးမင်္ဂလာပါဒီနေ့ vlog မှာတော့ကျွန်တော်တို့အခုတလော social media ပေါ်မှာရော underground music scene မှာပါတော်တော်လေး viral ဖြစ်နေတဲ့ X-Day အကြောင်းပြောပြချင်ပါတယ်သူကတော့တခြားသူမဟုတ်ပါဘူးတကဘာလုံးကိုတယောက်တည်းရှောက်သွားနေခြင်းအောင်တချင်းတွေနဲ့ဆွဲဆောင်လိုက်တဲ့ X-Day ပါပဲ X-Day ရဲ့နာမည်ရင်းက Carrie Zenny ပါကနေဒါနိုင်ငံ Vancouver မြို့သားပေါ့သူအထက်တန်းကျောင်းသားဘဝမှာစိတ်ကြယောဂ depression နဲ့အပြင်းထန်ရုန်းကန်ခဲ့ရပြီးဆေးရုံတောင်ရောက်ခဲ့ရပူပါတယ်။အဲ့ဒီလိုမှောင်မိုက်နေတဲ့အချိန်တွေမှာသူကဂီတကိုဖက်ပေါက်တစ်ခုအနေနဲ့စသုံးခဲ့တာပါ။သူကဘသူစီမှာတချင်းတင်ခဲ့တာမဟုတ်ပဲ YouTube ကနေပဲကိုယ်တိုင်လေးလာပြီးတချင်းတွေစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ X-Day ကိုလူသိများသွားစေတဲ့အဓိကအချက်ကတော့သူ့ရဲ့ authenticity စစ်မှန်မှုပါပဲ။သူ့ရဲ့တချင်းတွေက80s post-punk vibe တွေပါတယ်လို့ခေတ်သစ် indie rock ပုံစံမျိုးလည်းရှိတယ်။အထူးသဖြင့်I walk this earth all by myself ဆိုတဲ့တခြင်းဟာ TikTok နဲ့ Instagram Reels တွေပေါ်မှာ viral အကြီးအကျယ်ဖြစ်သွားခဲ့ပါတယ်။လူတွေကသူ့တခြင်းတွေကအထီးကျန်မှုနဲ့လွတ်လပ်မှုကိုတပြိုင်နက်တည်းခံစားရတဲ့အတန်ကိုသဘောကျသွားကြတာပါ။ကမ္ဘာကျော် artist တယောက်ဖြစ်တဲ့ The Kid Laroi နဲ့သူတို့နှစ်ယောက်ဟာ Alright ဆိုတဲ့တခြင်းမှာကိုအတူတူတည်ဆိုထားကြပါသေးတယ်။ဒီတခြင်းက X-Day ရဲ့ rap ဖြစ်တဲ့ pop punk အတန်နဲ့ The Kid Laroi ရဲ့ melody ဖြစ်တဲ့ပုံစံကိုပေါင်းစပ်ထားတာဖြစ်ပြီး X-Day ကို mainstream ပရိသတ်တွေပိုသိလာအောင်တွန်းပို့ပေးခဲ့တဲ့တခြင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ X-Day ရဲ့တခြင်းတွေကိုနားထောင်ရင်တမျိုးကြီးခံစားရလိမ့်မယ်။အေးစစ်စစ်ရှိသလိုလိုနဲ့ရင်ထဲမှာတစ်ခုခုတိုးနေသလိုမျိုးပေါ့။သူ့ရဲ့တခြင်းကောင်းတွေကိုရွေးထုတ်ပြရရင် I walk this earth all by myself သူ့ရဲ့အထင်ကြီးအဖြစ်ဆုံးတခြင်း at night ညဘက်တွေမှာတယောက်တည်းနားထောင်ရင်အရန်ဖိရတဲ့တခြင်း It only gets worse I promise ကောင်းစဉ်ကသာရင်နာစရာကောင်းတာ music ကတော့တော်တော်လေးဆွဲမှတ်ဖို့ကောင်းတယ် Fuck everything X-Day ရဲ့တခြင်းတွေကအမောင်တူးထဲမှာရှိနေတဲ့သူတွေအတွက်ပေါ်ရတယ်လို့ခံစားချက်မျိုးပေးပါတယ်။တင်ရောသူ့တခြင်းတွေကဘယ်တခြင်းကိုအကြိုက်ဆုံးလဲ။ comment မှာရေးခဲ့ပေးပါဦး။နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ underground နဲ့ indie artist တွေအကြောင်းသိချင်ရင်ကျွန်တော် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး။အားလုံးပဲ